နောက်တစ်ခုကဒီ fan ဒါရေတိုင်ကြီး fan မှာကားရဲ့ရေတိုင်ကြီးမှာ fan ပါမယ်လေဒီ fan မှာကကတ်ထားတဲ့ fan control ပေါ့ဒါ RFID ဒီမှာပါတယ် fan control ဒီ fan control မှာကဒီမှာ2ပင်ရှိမယ်ဒီမှာ2ပင်ဒါ fan motor နှလုံးစုံတစ်လုံးစီတော့ဒါသူအဝင် socket 3ပင်ရှိတယ် fan control မှာအဝင် socket 3ပင်ဒါလေးကိုရှင်းပြလိုက်ပါဆိုတော့ဒီမှာကအဝင် socket 3ပင်မှာဆိုရင် number 1 ပင်က ground ဒါလည်း ground 3ပင် number 2 number 3 ပင်ပေါ့နော် number 3 ပင်ကြတော့ fan relay ကနေလာတဲ့အပေါင်းဆိုတော့ fan relay ကိုဘယ်လိုသုံးလဲဆိုရင် fan relay ကိုကြတော့ coin သားတစ်စကိုကြတော့သူကဘယ်ကပေးလဲဆိုရင်အနှုတ်တစ်စပေးလိုက်တယ်နောက် coin သားတစ်စကိုကြတော့သူကဘယ်ကပေးလဲဆိုရင် AC ပြုတ်ခံပြီးတော့ဘာပေးလဲဆိုရင်တော် main ပေးလိုက်တယ်တော့ဖွင့် coin ဆွဲတော့ပေါ့တော့ဖွင့် coin ဆွဲပြီးတော့နောက်တစ်စကိုကြတော့ point စားတစ်စကိုကြတော့သူကဘာပေးလဲဆိုရင် battery ကနေဒါလည်း main ပေးလိုက်တယ် fan ပြုတ်ခံပြီးတော့ဒါလည်း main ပြီးတော့တော့ဖွင့်တာနဲ့ coin ဆွဲတော့ point ကတ်တယ် point ကတ်တော့ဒီကိုရောက်တော့ plug ပြီးရောက်တယ်ဆိုတော့တော့ဖွင့်တာနဲ့ဘာရောက်မလဲဆိုရင် fan control မှာတော် main ရောက်တယ် ground စားရှိတယ်နောက်ပြီးရင်သူကဘယ်လိုလုပ်လဲဆိုရင်သူက India ဟန်နှစ်ချမ်းဆိုတော့ sensor နှလုံးပါတယ်ရေ temperature sensor India coolant temperature sensor India coolant temperature sensor နှလုံးပါတော့ ECU နှလုံးလုံးကသတင်းပို့ပါမှာ DHW1 DHW2 ပြီးရင် ECU ကနေဘာပြန်ထွက်လဲဆိုရင် SI ဆိုတဲ့ကြိုးပြန်ထွက်တယ်နော် RFC ဆိုတဲ့ကြိုးပြန်ထွက်တယ်အဲ့ဒီကြိုးလုံးကပေါင်းပြီးတော့ဘာလုပ်လဲဆိုတော့ fan control board ရဲ့ signal ကိုလာတယ်ဆိုတော့ fan control board ရဲ့3ပင် socket 3ပင်ပါတဲ့ socket ရဲ့11ဖြုတ်လိုက်တယ်နဲ့တော့ fan တော့ဖွင့်တန်းလေတော့တာ high speed နဲ့ကိုလေတော့တာဒီ fan control board ထဲမှာဆိုတော့ဒီကြိုးကသူကရေအပူချိန်68ရောက်မှဒီကြိုးထွက်တာနော်ရေပူချိန် engine coolant temperature sensor 68ဖြစ်မှဒီကြိုးထွက်တာဒီကြိုးထွက်သွားပြီဆိုရင် fan motor လဲပြီ fan motor နှလုံးပါတယ်နှလုံးလုံးလဲတာနော်68ရောက်တာ ਨੇ ဒီ signal ကြိုးထွက်တာအဲ့ signal ကြိုးကိုဖြုတ်ထားလိုက်တာ ਨੇ တော့ဖွင့်တာ ਨੇ ဒီ fan နှလုံးကတန်းလဲတော့တာ high speed နဲ့ကိုလဲတော့တာဒါ fan control ပါတယ် wiring ပေါ့နော် fan control ကိုအဲ့လိုမျိုးသုံးပါတယ်နော်ဒါလေးက fan control wiring ပါ